မင်္ဂလာပါကျမဒီနေ့အဖေပတ်တူးမှာပြဋ္ဌာန်းထားတဲ့ပါရာယနာဒေသနာတော်ဆိုတာဘယ်လိုဒေသနာတော်လဲဆိုတာကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်အပြင်လူတွေဆိုလို့ရှိရင်ပါရာယနာဒေသနာတော်နဲ့အရင်ကြီးရင်းနှီးကျွမ်းဝင်မှုသိမရှိကြဘူးပေါ့နော်အဲ့တော့ပါရာယနာပါရဆိုတဲ့အဓိပ္ပာယ်ကတစ်ဖက်ကံမြင့်ရဲ့တစ်ဖက်ကံလို့အဓိပ္ပာယ်ရတယ်အပါရဆိုလို့ရှိရင်ဒီဘက်ကံပေါ့နော်တင်စားပြောထားတာဖြစ်ပါတယ်ကျမတို့ကျင်လည်နေတဲ့ဘဝတန်တရားကြီးကိုဒီဘက်ကံအဲ့ဒီတန်တရားကြီးကလွတ်မြောက်ရာကိုတစ်ဖက်ကံလို့တင်စားပြီးပြောထားတာဖြစ်ပါတယ်ရှင်နာအယနာလမ်းကြောင်းလို့အဓိပ္ပာယ်ရတယ်ပါရာယနာဆိုတဲ့အဓိပ္ပာယ်ကမြစ်တစ်ဖက်ကံကိုသွားတဲ့လမ်းကြောင်းဆိုလိုတာကနိဗ္ဗာန်ကိုသွားတဲ့လမ်းကြောင်းနိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ်ဒီကိုဖော်ပြထားတဲ့ဒေသနာတော်ဖြစ်ပါတယ်။ပါရာယနာဒေသနာတော်ဟာအလွန်ထင်ရှားပြီးတော့အလွန်ရှိကြတဲ့သုတ်တန်တစ်ခုဖြစ်ပါတယ်။ဉာဏ်စွာဘုရားတရားဥဖြစ်တဲ့ဓမ္မစကြာတို့အနတ္တလက္ခဏာတုတ်တို့ပေါ်ပြီးသိမ့်မကြခင်မှာပေါ်လာတဲ့ဒေသနာဖြစ်ပါတယ်။မြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်အခါကာလမှာပဲဒီဒေသနာတော်ကိုနှုတ်တဲ့အာဂုံဆောင်ပြီးရွတ်ဖက်တဲ့စေကြတဲ့ပုဂ္ဂိုလ်တွေရှိပါတယ်။အင်္ဂုတ္တရနိကေတတ္တကနိပတ်မှာနန္ဒမှာဖော်ပြထားတာကနန္ဒမှာဒါဆိုတဲ့ဥပဒ္ဒကာမကြီးဟာနည်းနည်းတိုင်းစောစောထပြီးတော့တဲ့လာတာဆောင်မှာတာယာသောအတန်နဲ့ဒီတုတ်ကိုရွတ်ဖက်တဲ့စေတဲ့တနေ့မှာသူမနေ့စောစောရွတ်ဖက်တဲ့စေပြီးတော့ကောင်းကင်ကနေတာရုခေါ်တန်ကြားရတယ်အဲ့တော့ဘသူတာရုခေါ်တာလဲလို့မေးလိုက်တဲ့အခါမှာကောင်းကင်ကနေပြီးတော့အမကြီးကျွန်ုပ်မောင်တော်ဝိသဝံနမင်းကြီးဖြစ်ပါတယ်တာရုခေါ်တာဆိုပြီးတော့ပြန်ဖြေတယ်တဲ့ဒီနေရာမှာဗုဒ္ဓရဲ့တပည့်သားသမီးတွေကပေါ့နော်ညီကိုမောင်နှမတွေလို့သတ်မှတ်ကြတယ်အချင်းငယ်အစဉ်တန်းကိုသူတို့ရထားတဲ့ပဋိဝေဒဓမ္မနဲ့ခွဲခြားပြီးတော့ခေါ်ကြတယ်ဒီမှာနန္ဒမာတာဥပဒ္ဒကာမကြီးဟာအနာဂံဖြစ်တဲ့အတွက်ကြောင့်ဝိသဝံနမင်းကြီးကအမကြီးလို့ခေါ်တာဖြစ်ပါတယ်နောက်ထင်ရှားတဲ့တာတကားတစ်ခုကလည်းအနာတပိန်တထေးကြီးနဲ့သူသမီးသူမနာဒေဝီတို့ပြောဆိုခဲ့တဲ့စကားလေးတွေကထင်ရှားပါတယ်တခါမှာသူမနာဒေဝီဟာအလွန်ပေါ့နော်တေလောက်တဲ့ယောဂဝေဒနာကိုအပြင်းထန်ခံစားရတယ်အဲ့အချိန်မှာသူ့ရဲ့ဖခင်အနာတပိန်တထေးကြီးရောက်ရှိလာတယ်အဲ့ဒီအချိန်မှာသူမနာဒေဝီကသူ့ဖခင်ကိုမောင်လေးလို့ခေါ်ပေါ်သုံးဆွဲသွားတယ်အဲ့ဒါကိုအနာတပိန်တထေးကြီးကငါသမီးကတော့သူ့အဖေကိုမောင်လေးလို့ခေါ်သွားတယ်တေကန်ကြီးကြောင်ကရန်းဖြစ်သွားတာဘဝကူးကောင်းရဲ့လားဘယ်ဘဝကိုပြန်ရောက်နေလဲဆိုပြီးမြတ်စွာဘုရားကိုသွားလျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားကပြန်ပြီးတော့ဖြေကြပါတယ်သူမနာဒေဝီသူမနာဒေဝီတမီးဖြစ်တဲ့သူမနာဒေဝီဟာတက္ကတာကံဖြစ်ပြီးတော့သူ့ရဲ့ဖခင်အနာတပိန်တတိကြီးဟာတောတာပံပဲရှိတဲ့အတွက်မောင်လေးလို့သုံးနှုန်းသွားတာဖြစ်ပါတယ်လို့ပြန်ဖြေကြခဲ့ပါတယ်အဲ့တော့ပါရာယနာဒေသနာတော်မှာဘာတရားတွေပါလဲဆိုလို့ရှိရင်ဘာဝီပုံနာကြီးရဲ့တပည့်ယတိ16ဦးကမင်းမြန်းထားတဲ့မိဘပု္ပ္ပာတွေကိုမြတ်စွာဘုရားကပြန်လည်ဖြေကြားထားတဲ့အဖြေတွေပါပါတယ်ဒီနေရာမှာယတိ16ဦးကတရားကျင့်ကြံကြိုးကိုအားထုတ်ပြီးတော့ဇန်ဆင့်မြင့်မြင့်ရထားတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်သူတို့ရထားတဲ့တရားတဲ့ကြော်လွန်ပြီးတော့နိဗ္ဗာန်အထိရောက်နိုင်တဲ့တရားလမ်းကြောင်းတွေကိုမေးထားတာဖြစ်ပြီးတော့မြတ်စွာဘုရားကလည်းနိဗ္ဗာန်ရောက်ကြောင်းတရားတွေကိုပြန်လည်ဟောကြားထားတာဖြစ်ပါတယ်နိဗ္ဗာန်ရောက်ကြောင်းတရားကလမ်းကတလမ်းနဲ့ရှိတယ်ဒါပေမဲ့ယတိ16ဦးရဲ့အတွေးထဲမှာသူတို့ရဲ့တွေးခေါ်ဖို့သူတို့ကျင်လည်ကျစားခဲ့တဲ့ပတ်ဝန်းကျင်အခြေအနေသူတို့ခေါင်းထဲမှာရှိတဲ့ပြဿနာပု္ပ္ပာပေါ်မူတည်ပြီးတော့မေးမြန်းထားတာဖြစ်တဲ့အတွက်ကြောင့်ချီးတဲ့ပုံချီးနဲ့ကတ်နည်းတွေကမိဂုံးပု္ပ္ပာတွေကမျိုးမျိုးကွဲနေပြီမဲ့မြတ်စွာဘုရားဖြေတဲ့လမ်းကြောင်းကတလမ်းနဲ့ဖြစ်တဲ့နိဗ္ဗာန်ရောက်ကြောင်းလမ်းကြောင်းတလမ်းနဲ့ဖြစ်ပါတယ်သူမေးတဲ့မိဂုံးပေါ်အလိုက်ဖြေကြားထားတာဖြစ်တဲ့အတွက်ကြောင့်မိဂုံးပု္ပ္ပာတွေကတော့အဖြေတွေအမျိုးမျိုးဖြစ်နေတယ်လို့ထင်ရပြင်မဲ့နောက်ဆုံးမှာနိဗ္ဗာန်သွားတဲ့လမ်းနဲ့ဖြစ်ပါတယ်ဒီလိုထင်ရှားပြီးတော့တန်ဖိုးရှိတဲ့ဒေသနာတော်ကြီးဟာဘုရား
ဘာဝီပုံနာကြီးကနေစတင်ပြီးတော့ပေါ်လာတာဖြစ်ပါတယ်အဲ့တော့ဒီဒေသနာတော်စတင်ပေါ်လာတဲ့တမိုင်းကြောင်းလေးကိုကျမတို့နည်းနည်းပြန်ကြည့်ကြည့်အောင်ကောသလတိုင်းတာဝိထိပြည်ကြီးကိုမဟာကောသလမင်းကြီးကအုပ်စိုးပါတယ်အဲ့ဒီမဟာကောသလမင်းကြီးရဲ့သားကပတိနတိကောသလမင်းဖြစ်ပါတယ်အဲ့ဒီနေရာမှာပတိနတိကောသလမင်းအကြောင်းကိုနည်းနည်းပြပြချင်ပါတယ်ပတိနတိကောသလမင်းကြီးဟာတဲ့အစာအင်မတန်ကြီးတယ်တဲ့ထမင်းစားလို့ရှိရင်ပွဲတော်အုပ်တစ်ခုတည်းနဲ့မရဘူးသူ့ဘေးနားမှာအိုးတွေခွက်တွေအကုန်ရံပြီးတော့ထားရတယ်အဲ့လိုရံထားတာတွေအကုန်လုံးလည်းသူကစားနိုင်တယ်အဲ့တော့သူကဝမ်းဝဖိုင်ဖိုင်ကြီးဖြစ်နေမယ်သူကသူမထနိုင်မထုနိုင်ဖြစ်မှာပေါ့နော်ဘေးကထကိုတွဲပွားမှာပေါ့နေလို့ထိုင်လို့မကောင်းဘူးအဲ့တော့တနေ့မှာမြတ်စွာဘုရားကပတိနတိကောသလမင်းကြီးကိုဝိချ္ချနေပေးတယ်အဲ့ဒီဝိချ္ချနေလေးဟာစိတ်ဝင်စားစရာကောင်းပါတယ်ကျမတို့သုံးနေနဲ့သုံးပြလို့ရအောင်လို့ပြပြပါမယ်မြတ်စွာဘုရားပေးတဲ့ဝိချ္ချနေကတစ်ခါတည်းနဲ့အများကြီးချခိုင်းတာမဟုတ်ဘူးတနေ့ကိုတစ်လုံးနဲ့ရှော့ခိုင်းတာဖြစ်တယ်ဒီနေ့ခမင်းစားတဲ့အချိန်မှာနောက်ဆုံးအလုပ်စားရင်နောက်ဆုံးအလုပ်ကိုဖယ်လိုက်အဲ့နောက်ဆုံးအလုပ်အတိုင်းနောက်နေ့ကျရင်ရှော့ချက်နောက်တစ်နေ့စားတဲ့အချိန်လဲတစ်လုံးစီဖယ်တစ်လုံးစီရှော့ချက်နောက်တစ်ခါတစ်လုံးစီဖယ်နဲ့နောက်ဆုံးမှာတမန်ယောက်ျားတစ်ယောက်စားနိုင်ရောပမာဏလောက်အထိမှရက်ခိုင်းတယ်အဲ့တော့တလုံးရှော့စားဖို့လည်းနေသွားမှာဆိုလို့မြတ်စွာဘုရားကဂါထာတစ်ပုဒ်ကိုပတိနတိကောသလမင်းကြီးရဲ့တူကိုတင်ပေးလိုက်တယ်အဲ့ဒီဂါထာကိုမစားခင်လည်းမယွန်းနဲ့စစားတဲ့အချိန်မှာလည်းမယွန်းနဲ့哦စားနေတော့လည်းမယွန်းနဲ့နောက်ဆုံးတလုံးစားခင်လေးမှာရွတ်ပါတဲ့အဲ့ဒီတော့မှတတိယပြီးတော့အဲ့တလုံးကိုမစားအောင်ဖြစ်ပါတယ်ဘာဂါထာလေးလဲဆိုတော့ဂါထာရဲ့အဓိပ္ပာယ်ကတတိရှိပြီးအစာစားတဲ့အခါလိုအပ်ချက်သိရှိစားသူမှာယောဂဝေဒနာနည်းပါးယုံများမကအသက်ရှည်ကြပြီးဖြည်းဖြည်းမှသာအိုရ၏ဒီဂါထာလေးကိုကြားတဲ့အခါမှာတတိဝင်ပြီးတော့ရှော့ဖို့ဖြစ်ပါတယ်အဲ့ဒီလိုနည်းနဲ့ရှော့လိုက်တဲ့အခါမှာနောက်ဆုံးတမန်ယောက်ျားတစ်ယောက်စားနိုင်အောင်ရောက်တဲ့အခါကျတော့မြတ်စွာဘုရားကဆက်မလျှော့နဲ့တော့ဒီအတိုင်းဆက်စားပါလို့ဖွင့်ပြလိုက်ဒီနေရာမှာဒီဝိချနေလေးဟာစိတ်ဝင်စားစရာကောင်းပါတယ်ကျမတို့ဝိတ်တွေချလို့ရှိရင်တခါတည်းနဲ့အများကြီးချတာတို့ဘာလို့ဟာအန်ဒီရရှိပါတယ်ဒီလိုမျိုးလေးပုံမှန် study လေးချသွားလို့ရှိရင်အန်ဒီရကင်းကင်းနဲ့ကိုလိုချင်တဲ့ဝိတ်ကလေးကိုရနိုင်ပါတယ်အဲ့ဒီခေတ်ကဗြဟ္မဏတွေရဲ့ထုံးတမ်းစင်လာတစ်ခုကိုပြောပြပါမယ်ဗြဟ္မဏတွေကဝေဒကျမ်းတွေကိုကြကြနနလေ့လာသင်ယူကြတယ်စာသင်နှစ်ဘယ်လောက်ကြာလဲဆိုတော့48နှစ်ကြာတယ်အဲ့ဒီ48နှစ်အတွင်းမှာအိမ်အောင်မကျွရဘူး48နှစ်ပြည့်လို့သူတို့သင်ယူကုန်သွားပြီပညာအစုံတက်သွားပြီဆိုလို့ရှိရင်အိမ်အောင်ပြုခြင်းပြုဒါမှမဟုတ်ရင်တောထက်တရားကျင့်ခြင်းเนาะအဲ့ဒါကအဲ့ဒီခေတ်ကဗြဟ္မဏတွေလိုက်လာတဲ့ထုံးတမ်းစင်လာတစ်ခုဖြစ်ပါတယ်ဒီနေရာမှာဝေဒကျမ်းဆိုတာကဗေဒင်ကျမ်းတစ်ခုတည်းမဟုတ်ပါဘူးနောက်တော့ကျမတို့ကဝေဒကျမ်းလို့ပြောလိုက်ရင်ဗေဒင်ကျမ်းလို့ထင်ကြရတယ်ပေါ့နော်ပုံနာတွေသင်တာဒီဗေဒင်သင်ကြတယ်လို့ထင်ကြတယ်ဗေဒင်တစ်ခုတည်းမဟုတ်ဘူးဘာတွေပါလဲဆိုတော့ဝေဒကျမ်းမှာအကုန်ပြည့်စုံပါတယ်ကြပြဖွဲ့နည်းတွေစေးကြောင်းတွေတစ်ပင်အကြောင်းတွေရုက္ခဗေဒဘူမိဗေဒအာယုဗေဒเนาะနောက်လူတစ်ယောက်ရဲ့အင်္ဂယုတ်ကိုဖတ်တဲ့လူတွေအကြောင်းကိုလေ့လာတဲ့မဟာပုရိသလက္ခဏာကျမ်းတွေပါတယ်စသဖြင့်မျိုးအစုံတက်ရမယ်ပညာအစုံပါတယ်အဲ့ဒါကြောင့်လည်း48နှစ်ကြာတာဖြစ်ပါတယ်